အားလုံးပဲမင်္ဂလာပါ Money Forecasting အစီအစဉ်နဲ့ကြိုဆိုပါရစေဒီအစီအစဉ်လေးကိုတော့ကျွန်တော်နဲ့ Ultima Markets နဲ့ collaborate လုပ်ပြီးတော့ပူးပေါင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ Ultima Markets ရဲ့ Summer Splash Cashback အစီအစဉ်လေးနဲ့မိတ်ဆက်ပေးကြပါတယ်အဓိကတော့ကျွန်တော်ဒီမြန်မာ Thailand market တွေလည်းပေါ့နော်ကျွန်တော်တကြံတွင် promotion အစီအစဉ်လေးပါဒေါ်လာ100ကနေစပြီးတော့ဒေါ်လာ9000အထိ deposit သွင်းတဲ့ customer တွေအတွက်ဒေါ်လာ10ကနေစပြီးတော့ဒေါ်လာ9000အထိကို cashback ပြန်ရနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်အသေးစိတ်အချက်လက်တွေကိုတော့ Ultima Markets ရဲ့ official page နဲ့ကျွန်တော်ရဲ့ Facebook page မှာလာပြီးတော့မေးမြန်းလို့ရပါတယ် Okay ကျွန်တော်တို့ euro dollar လေးနဲ့စလိုက်ရအောင် euro dollar ကလောလောဆယ်ဒီမှာသူ structure လေးတစ်ခုရှိတာပေါ့နော်လောလောဆယ်တော့ဒီ structure လေးကအလုံးလုံးသွားတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ရှေ့လာတဲ့ဒီ structure လေးကိုပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီ structure လေးစပြီးတော့ form ဖြစ်တော့လည်းကျွန်တော်ဒီနားလေးမှာဒီ structure ကဟိုသတိထားမဲ့ structure တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ trade မရခဲ့ဘူးဘာလို့ trade မရခဲ့လဲဆိုတော့ကျွန်တော်ရဲ့ price action ကcorrective ဖြစ်တာအဓိကကြည့်တာဖြစ်တဲ့အတွက်ဒီကောင်ကဒီမှာ corrective မဖြစ်ဘဲနဲ့ပေါ့နော် impulsive ဖြစ်လာပြီးတော့တခါတည်းပြန်ဆင်းလာတယ်သူဆင်းလာတဲ့ပုံစံမှာလာ correctively ဖြစ်တယ်ပေါ့နော်အဲ့တော့ correctively ဖြစ်ပြီးတော့ဒီနားလေးကနေသူထပ်ပြီးတော့ဒီနားမှာ corrective ဖြစ်ပြီးတော့ continuation ထပ်ဆင်းတယ်ဆင်းပြီးတော့အခုဒီနားမှာကပြန်ပြီးတော့ corrective ဖြစ်နေတာပေါ့နော် corrective ဖြစ်တယ်ဆိုတဲ့သဘောက market ကဟိုလာရဟိုအတီးတကျမရွေးချယ်ရသေးပဲနဲ့ပေါ့နော်အဝယ်လိုကရောင်းလိုရတယ်မဝင်လာသေးပဲနဲ့သူကအပေါ်အောက်ဘောင်ပင်ရိုက်ပြီးတော့ဝေ့နေတဲ့သဘောမျိုးလို့ယူဆလို့ရတယ်အဲ့တော့ corrective phase တော်တော်များများကဆက်ပြီးတော့ market က continue သွားဖို့အတွက်အားယူနေတဲ့သဘောလို့အဓိပ္ပာယ်ဖွင့်လို့ရတယ်ဒါမှမဟုတ်တနေရာကိုရွေးချယ်မှာပေါ့နော်အဲ့တော့အပေါ်ကိုပြန်တက်သွားမယ့်သဘောလို့လည်းယူဆလို့ရတယ်အဲ့တော့လောလောဆယ်က corrective phase ဖြစ်နေတာအဲ့ corrective phase မှာကျွန်တော်တို့ဒီမှာလေ valid continuation pattern လေးတစ်ခုတွေ့ရတယ်ဆိုတော့ဒီကောင်က triangle လေးလို့ခေါ်လို့ရတယ်အဲ့တော့ဒီ triangle လေးက euro dollar ကိုအောက်ကိုဆက်ပြီးတော့ continue ဖြစ်စေဖို့အတွက် valid pattern လေးတစ်ခုလို့သုံးနှုံးလို့ရတယ်အဲ့တော့ကျွန်တော်ဆက်ကြည့်လိုက်အောင်အဲ့တော့1 hour time frame ကိုဆင်းမယ်ဆိုရင်သူကဒီမှာပေါ့နော် correctively လေးဒီမှာဖြည်းဖြည်းလေးနဲ့အာရုံတက်လာပြီးတော့ကျွန်တော်တို့ဒီမှာလေ bearish angle ဖင်တစ်ခုနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ reverse ဖြစ်တယ်ပြီးတော့ဒီမှာနေကျွန်တော်တို့ဒီ tight flag လေးပုံစံမျိုးနဲ့ထိုးဆင်းထားတာပေါ့နော် okay အဲ့တော့လောလောဆယ်အခုမြင်တွေ့ရတဲ့အနေထားတော့ဒီမှာကျွန်တော်တို့က bearish impulsive တခုစပြီလို့ပြောလို့ရတယ်အဲ့တော့ပြီးခဲ့တဲ့တောက်ကြနေ့ကဒီ Good Friday holiday နဲ့သူဒီနားမှာပြန်ပြီးတော့နှေးသွားတယ်ပေါ့နော်အဲ့တော့ euro dollar အတွက်ကကျွန်တော်တို့လာမယ့်အပတ်မှာ opportunity ကောင်းတစ်ခုရနိုင်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီအနေထားကနေပေါ့နော်ဒီအနေထားကနေဒီနားမှာကျွန်တော်တို့က key area လေးတွေရှိတာပေါ့နော်အဲ့တော့ sorry ဒီနားရဲ့ key area လေးတွေရှိတယ်အဲ့တော့ဒီ key area လေးတွေကနေ market ကဒါမျိုးလေးဒါကျွန်တော်တို့အပေါ်ထပ်ပြီးတော့လာခဲ့မယ်ဆိုရင်ဘာလုပ်လို့ရမလဲဆိုတော့ကျွန်တော်တို့ continuation phase တစ်ခုအနေနဲ့ euro dollar ကို bearish အတွက်ပေါ့နော်အောက်ကိုဆက်ဆက်မဲ့အနေထားနဲ့စောင့်ကြည့်လို့ရပါတယ်အဲ့တော့လောလောဆယ် euro dollar အတွက်ကတော့ဒီကောင်ကို scenario 1အနေနဲ့စောင့်ကြည့်ခြင်းနဲ့အဲ့တော့ key area 1.15634နာပေါ့နော်အဲ့မှာတစ်ခုရှိမယ်အဲ့တော့ဒီနားလေးကိုလာခဲ့ရင်ကျွန်တော်တို့ valid pattern တစ်ခုအနေနဲ့စောင့်ပြီးတော့ကြည့်လို့ရတာပေါ့နော်အဲ့တော့ဒါကတော့ဒီ euro dollar အရာအတွက်ကို scenario 1ပေါ့အဲ့တော့နောက်တစ် scenario တစ်ခုကဘာထပ်ရှိသေးလဲဆိုတော့ကျွန်တော်ဒီနားမှာ key area ရှိတယ်လို့လေဒီနားမှာလည်းကျွန်တော် key area ရှိတယ်အဲ့တော့သူကဒီအပေါ်ထိတာပြန်ပြီးတော့မတက်နိုင်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဒီ key area နားမှာလည်းကျွန်တော်တို့စောင့်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ကဘာကိုစောင့်ကြည့်မှာလဲဆိုတော့ price ကအားမပါဘဲနဲ့ eBay နဲ့ပေါ့နော် correctively တက်လာပြီးတော့ဒီနားမှာ rejection တစ်ခုခုတွေ့မယ်ဆိုရင်ကျွန်တော်ကအရာအတွက် opportunity တစ်ခုစောင့်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒါက scenario 2ပေါ့နော်အဲ့တော့ scenario 1ကဒီအပေါ်က key area တစ်ခုကိုကြည့်မယ် scenario 2ကဒီ key area တစ်ခုကိုစောင့်ကြည့်မှာပေါ့နော် okay အဲ့တော့ဒါကတော့ euro dollar အဲ့တော့အဝယ်အတွက်ကတော့လောလောဆယ် setup မရှိသေးဘူးပြီးတော့သူ့ရဲ့ trend အနေထားကကြတော့bearish ကို bias ကပို့ပြီးသွားနေတာပေါ့နော်အဲ့တော့အဝယ်အတွက်ဆိုတော့ကျွန်တော်တို့ trend against ဖြစ်မှာဆိုတော့အဝယ်အတွက် setup တော့မထားတော့ဘူးအဲ့တော့တခါတည်းနဲ့သူကအောက်ကိုတန်းကျသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးတန်းကျသွားတာဆိုတော့ကျွန်တော်တို့အောက်မှာအယောင်ကိုဆက်လိုက်ဖို့အတွက်ဘယ်လို opportunity မျိုးလာနိုင်လဲဆိုတော့ထပ်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဒီမှာဆိုတော့ကျွန်တော်တို့ price section ရဆိုရင် tight flag ပုံစံမျိုးလိုက်တာမျိုးရှိရဲအဲ့တော့တခုခုပေါ့အဲ့တော့ဒါကတော့ဆက်လက်ပြီးအနေထားစောင့်ကြည့်ရမှာဖြစ်တယ်အကယ်၍လာမယ့်အပတ်ပေါ့နော် Monday Tuesday မှာဒီ key area နှစ်ခုကသာ price ကလာပြီးတော့ test လုပ်မယ်ဆိုတော့ကျွန်တော်တို့ euro dollar အတွက် opportunity တစ်ခုရရှိမှာဖြစ်ပါတယ် okay နောက်ပဲလေးတစ်ခုဆက်သွားလိုက်ရအောင်
Okay နောက်ထပ် pair တစ်ခုကတော့ AUD USD ပေါ့နော် Australian dollar ကလောလောဆယ်သူ့ရဲ့ဒီဖြစ်နေတဲ့ပေါ့နော်အခြေအနေကကျွန်တော်တို့2019လောက်ထဲကစပြီးတော့လေသူကဒီအပေါ်ကနေဆင်းလာတာပေါ့နော်အဲ့တော့ဟိုးရှေ့2012-13လောက်ထဲကဆင်းလာတဲ့အနေအထားကဒီနားလောက်မှာရက်တန့်သွားပြီးတော့ပေါ့နော်နားလောက်မှာရက်တန့်သွားပြီးတော့သူကဒီနားလောက်မှာကျွန်တော်တို့က corrective ဖြစ်တယ်ပေါ့နော်ခုနကပြောသလို corrective ဖြစ်ပြီးတော့အောက်ကိုဆက်ဆင်းဖို့သူအားယူရပြီးတော့ဒီနားမှာသူကပြန်ပြီးတော့ rejection ပေါ့နော် bounce တစ်ခုအနေနဲ့ဒီနားမှာကျွန်တော်တို့အကြီးပြန်တက်ထားတာပေါ့နော်ပြန်တက်ထားပြီးတော့သူကအောက်ကိုတကြောပြန်ဆင်းတယ်ပြီးတော့ဒီအောက်နားကနေတကြောပြန်တက်ထားဆိုတော့သူကလေလက်ရှိဒီနားမှာပဲဒီ area မှာပဲကျွန်တော်တို့ကဘောင်ပင်ရိုက်နေတယ်လို့ယူဆလို့ရတယ်အဲ့တော့ဒီအနေထားနဲ့ပြန်တက်လာတဲ့အချိန်မှာဒီရှေ့ကထားကြီးကိုကျွန်တော်ခဏမေ့ထားလိုက်အောင်ပေါ့နော်အဲ့တော့ဒီရှေ့ဘက်ကိုခဏမေ့ထားလိုက်အောင်အဲ့တော့လောလောဆယ်သူကဒီအောက်နားထိဆင်းတယ်ဒီအောက်နားမှာတစ်ချက်ပြန်တက်တယ်ပြီးတော့ဆိုတော့ဒီအောက်နားမှာဒီနားမှာပေါ့နော်ဒီအပေါ်နားမှာတစ်ချက်ပြန်ဆင်းလာဆိုတော့သူကလောလောဆယ်ဒီနားမှာဘောင်ပင်ရိုက်နေတဲ့သဘောလိုယူဆလို့ရတယ်အဲ့တော့ဒီအထိကိုကျွန်တော်တို့တွေးကြမလို့သေးဘူးပေါ့နော်အဲ့တော့ရေဘူးရအဖြစ်ပြောရမယ်ဆိုတော့ AUD USD ကဒီ zone ကြီးထဲမှာပဲနှစ်တော်တော်ကြာအပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတယ်လို့ယူဆလို့ရပါဘောနော်အဲ့တော့လောလောဆယ်အနေအထားတော့သူကလေလက်ရှိဒီနားမှာ key area တစ်ခုရှိရဗျဒီ key area ကနေကျွန်တော်တို့ကအောက်ကိုပြန်ဆင်းလာလို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်ကဒီနားလေးမှာကျွန်တော်တကြောဒီ key area လေးကိုကျွန်တော်စောင့်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီနားမှာတစ်ခေါက်ဆင်းလာတဲ့တကြောရှိတယ်အဲ့တော့ဒီမှာဆင်းလာတော့ကျွန်တော်ကဒီ key area လေးကိုမရောက်သေးဘူးဒီ key area လေးကိုသူလာပြီးတော့တက်ကောက်ပေါ့လာပြီးတော့သူဒီ liquidity လေးကိုလာစားရအောင်ပါလို့ကျွန်တော်စောင့်နေတယ်ပေါ့နော်စောင့်ပေမဲ့နောက်တစ်ခုကကျွန်တော်ကဒီ pattern တစ်ခုကိုလည်းကျွန်တော်ထပ်ပြီးတော့စောင့်ခဲ့တယ်အဲ့တော့ဒီ pattern ကကြာတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ key area လည်း valid ဖြစ်ပေမဲ့ဒီ pattern အထိသာလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ valid ဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာသူက bullish အားလေးတစ်ခုထပ်တွေ့ရတာဟုတ်အဲ့တော့အဲ့လိုမလာဘဲနဲ့သူကလက်ရှိဒီ key area ကိုပဲစားပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းလာတာပေါ့နော်ပြန်ဆင်းလာတဲ့အချိန်မှာကျွန်တော်တို့ကဒီ structure ကိုလည်းသူအောက်ကို break ထားတယ်ပေါ့နော် break ထားတော့လောလောဆယ် AUD USD ကလည်းကျွန်တော်တို့အောက်ကိုဆက်ပြီးတော့ဆင်းနိုင်မလားဆိုတော့bias တစ်ခုရှိတယ်နောက်ထပ် bias တစ်ခုကကြတော့ဒီမှာဘာရှိလဲဆိုတော့ကျွန်တော်တို့ bullish eye တစ်ခုကောင်းကောင်းရှိတာကောင်းကောင်းရှိပြီးတော့သူကဒီကနေကျွန်တော်တို့ continuation ဖြစ်ပြီးတော့အပေါ်တက်ထားတာပေါ့နော်တက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနားမှာ key area လေးတစ်ခုရှိနေရဗျအဲ့တော့ဒီ key area လေးရှိနေတာအဲ့တော့သူကလောလောဆယ်ပြီးခဲ့တဲ့ဘက်ကအခြေအနေမှာသူကဒီနားမှာလေ bullish အားတစ်ခုထပ်တွေ့ရတယ်အဲ့တော့ဒီနားမှာ bullish candle တစ်ခုထပ်တွေ့ရတော့သူကဒီ key area မှာပဲပြန်ပြီးတော့ bounce ဖြစ်ပြီးတော့ corrective phase တစ်ခုလာနိုင်မဲ့အနေအထားတစ်ခုလည်းယူဆလို့ရတယ်အဲ့တော့နှစ်မျိုးဖြစ်နေတာပထမ bias ကကြတော့ဒီအောက်နားအထိကိုသူဆက်ဆင်းနိုင်တယ်ပေါ့နော်ဒီအပေါ်ကနေ key area ကိုစားပြီးတော့အောက်နားထိကိုဆက်ဆင်းနိုင်တယ်လို့ယူဆတဲ့ bias တစ်ခုပေါ့နော်အဲ့တော့အဲ့ကောင်ကတခါတည်းလဲတန်းဆင်းသွားနိုင်တယ်လို့ဒါမှမဟုတ်ခုနကဒုတိယဆင်းသားတဲ့အနေထားရသူကဒီနား key area လေးကိုပဲသူကဒီမှာလေး momentum တအားမရှိဘဲနဲ့ဒီနားမှာကျွန်တော်တို့က bullish အားတစ်ခုပြန်ဝင်လာတာတွေ့ရတယ်ပြီးတော့ဒီနားမှာ reject ဖြစ်တယ်ဆိုတော့ဒီနားတစ်ဝိုက်မှာပဲ corrective ဖြစ်နိုင်မလားဆိုတော့ bias တစ်ခုလည်းရှိတယ်ဆိုတော့နှစ်မျိုးရှိတယ်အဲ့တော့ corrective ဖြစ်တဲ့သဘောကဒီလိုမျိုး sideways corrective လည်းဖြစ်နိုင်တယ်လို့ခင်ဗျာအဲ့တော့ဒီလိုမျိုးပေါ့နော်အစမ်းနဲ့ပုံစံ corrective လည်းဖြစ်နိုင်ပြီးတော့မှတနေရာကနေအောက်ကို reject ပြန်သွားမဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒါကနောက်ဆက်တွဲ corrective ရဲ့ထပ်ဆင်းသားမဲ့အရာတွေပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်တို့ကတမယိုးကြာဒါမျိုး corrective ပဲဖြစ်နိုင်တယ်လို့စဉ်းစားလို့ရတယ်လို့ဒီ structure ကနေလည်းအောက်ကိုဆင်းသွားနိုင်တယ်လို့ယူဆလို့ရတယ်ဒါကကျွန်တော်တို့ higher time frame ရဲ့ bias ကနှစ်မျိုးရှိတာပေါ့နော်အဲ့တော့1 hour ကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့နော်1 hour ကိုတစ်ချက်ကြည့်ရမယ်ဆိုရင်လောလောဆယ်အနေအထားကခုနကပြောသလိုဒီ key area မှာတစ်ချက် corrective ဖြစ်တာပေါ့နော်ပြီးတော့သူကဒီ key area ကနေတစ်ချက်ပြန်ဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ကလောလောဆယ်ဒီ zone နှစ်ခုကိုအနေအထားပြန်ကြည့်လို့ရတယ်ဆိုတဲ့သဘောပေါ့ခင်ဗျာအဲ့တော့ဒီမှာကျွန်တော်တို့ bearish တစ်ခုတွေ့ရတယ်ပြီးတော့ဒီနားမှာကျွန်တော်တို့ကဒဆန်းနဲ့ဖြစ်ပြီးတော့အပေါ်ပြန်တက်ထားတာပေါ့နော် okay အဲ့တော့လက်ရှိအနေထားအရကတော့ key area လေးတွေပြန်သတ်မှတ်မယ်ဆိုရင်ခုနက euro လိုပဲဒီနားမှာတစ်ခုသတ်မှတ်လို့ရတယ်နောက်တော့
ဒီအောက်ဖက်ပေါ့နော်အောက်ဖက်နာမှာ key area တစ်ခုရှိရအဲ့တော့ဒီကောင်အတွက်ကတော့ကျွန်တော် scenario 2မျိုးစဉ်းစားခြင်းနဲ့ပထမတစ်မျိုးကတော့ဒီ key area နဲ့ဒီ key area ပေါ့နော်ဒီကောင်ကိုဒါကျွန်တော်တို့ကလာပြီးတော့ correlatively ပေါ့နော်အစမ်းနဲ့ပုံစံနဲ့လာပြီးတော့ test လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီနားမှာcomplete ပေါ့နော် complete coordination ပုံစံမျိုးနဲ့အောက်ကိုဆက်ဆင်းမဲ့အနေအထားတစ်ခုစောင့်ကြည့်လို့ရတယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီ key area ပေါ့နော်ဒီ key area မှာပဲသူကဒါမျိုးပေါ့လောလောဆယ်ဒီ leg တစ်ခုရဲ့ coordination အသေးလေးတစ်ခုအနေနဲ့စောင့်ကြည့်လို့ရဆိုတော့ကျွန်တော်က euro လိုပဲဒီမှာတစ်ခုနဲ့ဒီမှာတစ်ခုမှာကျွန်တော်စောင့်ကြည့်ရှင်နေအဲ့တော့နောက်တစ်ခုကကြတော့ခုနကလိုမျိုးပေါ့နော်သူကဒီနားမှာပဲ corrective ဖြစ်နိုင်သေးတဲ့အနေအထားတစ်ခုလည်းရှိတာဖြစ်တဲ့ကြောင့်မလို့သူကအောက်ကိုပေါ့နော် correctively the signing လေးနဲ့ဒါမျိုးပေါ့အားမရှိဘူးခင်ဗျာဒါမျိုးလေးဆိုကြည့်အားမရှိဘူးပေါ့နော်ဒီနားမှာဆိုရင်ကျွန်တော်ဒါမျိုးလေးတစ်ခုရနိုင်မလားဆိုတော့ပုံစံမျိုးလေးတကြောထပ်ဆောင်ကြည့်ချင်တာပေါ့နော်အဲ့တော့ okay အဲ့တော့ scenario 2မျိုး recap လေးတစ်ခေါက်ပြန်လုပ်ပေးမယ်ဆိုရင်သူကဒီမှာ key area တစ်ခုရှိရဆိုတော့ဒီအပေါ်နားဒီနားကနေပြန်ဆင်းမလားဒါမှမဟုတ်ဒီအပေါ်နားကိုလာပြီးတော့ပြန်ဆင်းမလားပေါ့နော်အဲ့တော့ကျွန်တော်ကဘာကြည့်လဲဆိုတော့အဓိကဒီ momentum slow ဖြစ်တာကြည့်တယ်အဓိကတော့ corrective approach ကိုကြည့်ရပါတော့ပြီးတော့အောက်ကို corrective approach နဲ့လာပြီးတော့ဒီနားမှာကျွန်တော်တို့ structure break တာပဲဖြစ်ဖြစ်change of character ပဲဖြစ်ဖြစ်ကျွန်တော်ကတော့အဲ့ဒါကြီးမကြည့်ဘဲနဲ့ကျွန်တော်ကဒီ slow momentum နဲ့နောက် candle confirmation တစ်ခုရယ်နောက်တော့ကျွန်တော်ရဲ့ဒီ recent high low break တာရောကျွန်တော်ကြည့်ပြီးတော့ဝင်တာပေါ့နော်အဲ့တော့ဒီ scenario 2မျိုးကို Aussie dollar အတွက်စောင့်ကြည့်ချင်ပါတယ်။ Okay နောက်တစ်ခုကတော့ Kiwi dollar လေးပါ Kiwi dollar ကလောလောဆယ်ပေါ့နော်သူကသူ့ရဲ့ဒီရှေ့အနေထားကိုပြန်ကြည့်မယ်ဆိုရင်ဒီ zone နားလေးမှာပဲ corrective ဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ဒီ zone ထဲမှာမှလက်တလို့ဒီ zone နားလေးမှာ corrective ဖြစ်နေတာကိုတွေ့ရတာပေါ့နော်သူက AU လိုပဲအပေါ်ကနေထောက်ချောက်ဆင်းလာပေါ့နော်ဆင်းလာပြီးတော့ဒီနားမှာ bounce တစ်ခေါက်ဖြစ်တယ်ဒီနားမှာ bounce တစ်ခေါက်ဖြစ်တယ်ပေါ့နော်ဒီနားမှာ bounce ဖြစ်တဲ့ကောင်ကသူကဒီအပေါ်ထိတော့corrective မလာနိုင်မဲနဲ့ဒီအောက်မှာနေတကြောပြန်ဆင်းလာတော့တွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကလောလောဆယ်အနေထားကိုတတ်မှတ်မယ်ဆိုတော့ဒီ zone ထဲမှာပဲ corrective ဖြစ်နေတယ်လို့ယူဆလို့ရတယ်အဲ့တော့လက်တလုံးအနီးနားကိုထပ်တတ်မှတ်မယ်ဆိုတော့ဒီ zone ထဲမှာပဲ corrective ဖြစ်တယ်လို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်ကဒီ NU ကိုအစကမျောလင့်တာကဒီအပေါ်နားလောက်ထိလာပြီးအောက်ကိုဆင်းမယ်လို့မျောလင့်တာပေါ့နော်ကျွန်တော်တို့ဒီ structure ထိပ်အထိကိုလာပြီးတော့ဟို test လုပ်မယ်လို့မျောလင့်တာဒါပေမဲ့သူကဒီနားမှာနေပေါ့နော်တစ်ခေါက်ပြန်ပြီးတော့လှည့်ဆင်းထားရတယ်အဲ့တော့ NU မှာနည်းနည်းတစ်ချက်သတိထားမယ်အရာတစ်ခုကလေသူအောက်ကိုဆင်းလာတဲ့ပုံစံကပေါ့နော် correctively တအားဖြစ်တာအဲ့တော့ဒီ correctively ဖြစ်တဲ့ပုံစံကအချိန်မရွေးအပေါ်ကို reversal ပေါ့နော် bullish fold တစ်ခုဝင်လာနိုင်တယ်နောက်တစ်ခုကကြတော့ဘယ်အနေအထားအထိကို correctively ဆက်ပြီးတော့သွားအောင်မလဲဆိုတာမျိုးကလည်းမသိနိုင်ဘူးဆိုတဲ့တစ်ချက်တစ်ခုကရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူအောက်မှာကျွန်တော်တို့ဒီ structure low တွေပေါ့နော်ဒီ key area တွေကကြံနေသေးတယ်ဆိုတော့ဆိုလိုချင်တာသူကဒီမှာ key area တစ်ခုရှိရပြအဲ့တော့ correctively လာပြီးတော့ဒီကနေချက်ချင်း reversal သွားနိုင်တယ်လို့ဒီအောက်ထိလည်းလာပြီး reversal သွားနိုင်တယ်ဒီအောက် key area ထိလည်း reversal သွားနိုင်တာပေါ့နော်ဆိုတော့ဒီအနေထားလေးတစ်ခုတော့ရှိတယ်အဲ့တော့သူကလောဆယ်ရတော့ correctively လေးကျွန်တော်တို့ကဖြည်းဖြည်းချင်းစီ eBay လေးအောက်ကိုဖြည်းဖြည်းချင်းစီဆင်းနေတယ်လို့ယူဆလို့ရအောင်ပေါ့နော်အဲ့တော့လောဆယ်လက်ရှိအနေထားတော့ဒီနားမှာ bearish momentum လေးစပြီးတော့တွေ့ရပြီလို့လက်တလို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်တို့က bias အခြေအနေကိုလေဟိုတသမတ်သေးမထားသင့်မဲနဲ့ဟိုတကယ် price action ဖြစ်နေတဲ့အနေထားကိုလိုက်ကြည့်ပြီးတော့ဟိုလိုက်လျောညီထွေဖြစ်အောင်ပေါ့နော်လိုက်ကြည့်ရင်ပိုကောင်းတယ်လို့တော့ကျွန်တော်ဒီနာဒီanalysis လုပ်နေနေ recommend လေးပေးချင်တာပေါ့နော်လောလောဆယ်တော့ तू ကဒီမှာလေဒီ key area လေးကနေပြန်ဆင်းလာတာပေါ့နော်အဲ့တော့ဒီအပေါ်နားလောက်ထိကိုမလာပဲနဲ့ဒီ key area လေးကနေပဲပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီးတော့ဒီမှာကျွန်တော် bearish အားကောင်းကန်တဲ့တခုတွေ့တယ်ပြီးတော့ဒီနားမှာဆက်ပြီးတော့ပေါ့နော် bearish အားလုံးဝ bearish အားကောင်းနဲ့ဖောက်ဆင်းလာတယ်ဆင်းလာပြီးတော့သူဒီနားမှာ corrective တစ်ခေါက်ဖြစ်တယ်ပြီးတော့ဒီနားမှာတစ်ခေါက်ပြန်ဆင်းလာတယ်ပေါ့နော်အဲ့တော့kiwi အတွက်ကတော့လောလောဆယ်အခြေအနေကတော့လေ Monday နောက်ပတ်ပြန်ဖွင့်လာရင်သူအောက်ကိုဆက်ဆင်းမလားဒါမှမဟုတ်ဒီ key area လေးပေါ့ဒီနားမှာကျွန်တော်တို့က key area လေးရှိတာကိုလာပြီးတော့ပြန်လာစားနိုင်တဲ့ key area လေးရှိတော့ဒီ3နေရာလောက်ကိုပဲပြန်ဆောင်ကြည့်လို့ရမယ်ပေါ့နော်အဲ့တော့ဒီ3နေရာလောက်ထဲကတနေရာရာကိုပေါ့နော်လာပြီးတော့သူပ
ပြန် test လုပ်ပြီးတော့ပေါ့ဒီ structure top လေးကိုပြန် test လုပ်ပြီးတော့အောက်ကိုပြန်ဆင်းမယ် form တစ်ခုကိုပဲကျွန်တော်တို့မျှော်လင့်လို့ရမှာပေါ့နော်အဲ့တော့ပြန်ပြီးတော့ recap လုပ်ရရင်လက်ရှိအနေထားရတော့ bearish အားကောင်းနေတာပေါ့နော်အဲ့တော့ဒီအပေါ်နားလေးကိုသာပြန်ပြီးတော့ retest လေးလာပြန်လုပ်မယ်ဒီ retest လေးလာပြန်လုပ်မယ် retest လေးလာပြန်လုပ်မယ်ဆိုတော့ဒီ3နေရာကနေ kiwi ကိုပေါ့နော်ရောင်းဖို့စောင့်ကြည့်ချင်ပါတယ်ဆိုတော့ kiwi ဒေါ်လာလေးကတော့ setup ကလာမယ့်အပတ်အတွက်ဆိုရင်တော့ဒီတစ်ခုတည်းရှိပါသေးတယ်နောက်တစ်ခုကတော့ပေါင်ဒေါ်လာပါ GBP ကလေတောက်လျှောက်သူကဒီမှာပေါ့နော်ကျွန်တော်တို့ဒီ attack တစ်ခုရှိနေတာပေါ့နော်ကျွန်တော်ဒီမှာဆိုလဲအပေါ်ကိုထိုးတက်ထားတာပေါ့နော်ထိုးတက်ထားတယ်ကျွန်တော်ဒီမှာဆိုလဲထိုးတက်ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ attack ဖက်သွားတဲ့ပုံစံတစ်ခုတော့ရှိနေတာအဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့ကထားပါတော့ဒီ corrective phase တစ်ခုကနေ continuation ဖြစ်ပြီးတော့ပေါ်တက်ထားတာပေါ့နော်တက်ပြီးတော့မှသူအောက်ကိုပြန်ပြီးတော့ဆင်းလာတယ်အဲ့တော့လောလောဆယ်ဒေါ်လာအနေထားရက strong ဖြစ်နေလို့လဲသူကအောက်ကို eBay ပြန်ဆင်းလာတဲ့သဘောလို့လဲယူဆလို့ရတယ်အဲ့တော့ GBP ကပြောရမယ်ဆိုရင်ဟိုထင်ထင်ရှားရှားအောင်ပေါ့နော်ဒီ corrective ဒီ zone ထဲမှာပဲရှိနေတာပေါ့အဲ့တော့ကျွန်တော်တို့က day share ရဆိုတော့ဒီ key area နှစ်ခုလောက်ပေါ့နော်ဒီနားလောက်ကိုလာပြီးတော့ပြန်လာပြီး test လုပ်နိုင်တယ်နောက်တစ်ခုကကြာလဲဒီနားမှာသူက key area လေးတစ်ခုရှိနေတာအဲ့တော့ဒီနားကနေလဲဆရာသမားကတစ်ခေါက်ပေါ့နော်တစ်ခေါက်ကျွန်တော်တို့ corrective ပုံစံမျိုးလေးပြန်လာနိုင်မလားဒါမှမဟုတ်သူကလက်ရှိအတက်အားကောင်းနေတဲ့အတွက်အပေါ်ပဲပြန်သွားနိုင်မလားဆိုတော့တခုတော့စဉ်းစားရမှာပေါ့နော်အဲ့တော့လောလောဆယ်အနေထားရကတော့ဒေါ်လာလည်းနည်းနည်း strong ဖြစ်နေတဲ့အတွက်ဒီလိုမျိုးအပေါ်ကိုပြန်သွားနိုင်မဲ့အနေထားဖြစ်နိုင်ကြတော့နည်းတယ်အဲ့တော့သူသာဖြစ်မယ်ဆိုရင်ဒီနားတဝိုက်မှာပဲပြန်ပြီးတော့ဘောင်ပင်ပြန်ရိုက်မဲ့သဘောတစ်ခုရှိတာပေါ့နော်အဲ့တော့ဒီ key area လေးကိုသာသူကဒီနားမှာလေကျွန်တော်တို့ bullish ပြန်သွားနိုင်တဲ့ပုံလေးတစ်ခုတွေ့တာပေါ့အဲ့တော့ဒါမျိုးအချိန်တွေတစ်ခုတော့ရှိတယ်အဲ့တော့နောက်ထပ်တစ်ခုကတော့သူကဒီအောက်မှာပဲ key area ထပ်ရှိသေးတဲ့အတွက်အောက်ကိုကျွန်တော်တို့ကထပ်ပြီးတော့descending correctively ပေါ့ဒါမျိုး eBay လေးနဲ့ဆင်းလာမဲ့သဘောတစ်ခုလည်းရှိရဲဆိုတော့ဒီ3ခုကပေါင်ဒေါ်လာအတွက်စောင့်ကြည့်ရမယ့်အနေအထားလေးပေါ့နော်အဲ့တော့လောလောဆယ်အနေအထားရဆရာကြီးကဘာဖြစ်နေလဲဆိုရင်1 hour လေးကိုကြည့်အောင်အဲ့တော့လောဆယ်အနေထားမှာတော့လေသူကကျွန်တော်တို့ဒီ structure လေးကိုကျွန်တော်တို့ကပြန်စားပြီးတော့အောက်ကိုပြန်ဆင်းလာလေเนาะအဲ့တော့ပြန်ဆင်းလာတယ်အဲ့တော့ဒီအောက်နားမှာလည်းသူကခုနက day chart မှာဆိုရင်ဒီကောင်ကရှေ့ရလေရှေ့ရဒီ key area ကနေသူကလာပြီးတော့စားထားတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီအောက်နားကိုထပ်ပြီးတော့ key area တခုအသစ်လေးပြောင်းပြီးသတ်မှတ်မယ်သတ်မှတ်လို့ရတယ်ပေါ့เนาะအဲ့တော့လောဆယ်အနေထားရကျွန်တော်တို့ကဒီ zone ထဲမှာပဲစောင့်ကြည့်တယ်နဲ့အဲ့တော့လောဆယ်သူကဒီနားကနေတစ်ချက်ပြန်ဆင်းလာတာပေါ့เนาะအဲ့တော့အောက်ကိုဆက်ဆင်းဖို့အတွက်ဆိုရင်တခါတည်းလဲတန်းဆင်းသွားနိုင်တယ်လို့ဒီအပေါ်နားလေးကိုလည်းတစ်ခါပြန်လာ test ပြီးပြန်ဆင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီ key area လေးကိုတစ်ချက်စောင့်ကြည့်လို့ရပါတယ်အဲ့တော့ဒီ key area လေးကိုဒါကျွန်တော်တို့ price က slow momentum လေးနဲ့ correctively လာစားမယ်ဆိုရင်ဒီနားမှာအရာ opportunity တစ်ခုရနိုင်တယ်ဒါမှမဟုတ်လည်းအပေါ်ထိသာထပ်ပြီးတော့အားလေးနည်းနည်းပါပြီးတော့ပေါ့နော်ထပ်ပြီးတော့လာစားမယ်ဆိုတော့ဒီမှာကျွန်တော်နောက်ထပ် key area တစ်ခုရှိရဲဒီနားမှာကျွန်တော်တို့ရောင်းလို့ရတာပေါ့နော်အဲ့တော့ဒီ key area နှစ်ခုကိုတော့ပေါင်ဒေါ်လာအနေနဲ့စောင့်ကြည့်ခြင်းနဲ့အဲ့တော့နောက်ထပ်ဒီ key area လေးပေါ့နော်ဒီ key area လေးကိုတော့သူက slow momentum လေးနဲ့ထပ်ပြီးတော့လာမယ်ဆိုရင်ကျွန်တော်ဒီနားမှာအဝယ်အတွက်ပေါ့နော်တခုစောင့်ကြည့်ခြင်းပါတယ်ဆိုတော့ဒီပုံစံလေးကိုပေါင်ဒေါ်လာအတွက်စောင့်ကြည့်နေပါတယ်အဲ့တော့ဒီ zone ထဲမှာပဲပေါ့နော်အဲ့တော့တစ်ခေါက်ပြန်ပြီးတော့ recap ပြောရရင်ဒီမှာ key area တခုရှိရယ်ဒီအပေါ်သာလာပြီးတော့ test လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒါမျိုးပေါ့နော်ဒါမျိုးပုံစံလေးစောင့်ကြည့်လို့ရတယ်အဲ့တော့ဒီအတွက်ဆိုရင်တော့အောက်ကို continue သွားနိုင်တယ်ဖြစ်တဲ့အတွက်ဒီနားမှာကျွန်တော်တို့အယောင်အတွက်ဝင်လို့ opportunity ရနိုင်တယ်အဲ့တော့အပေါ်သာလာပြီးထပ်စားမယ်ဆိုရင်တော့ဒီ zone ပေါ့နော်ဒီ zone ထဲမှာကျွန်တော်တို့ကအယောင်အတွက် opportunity တစ်ခုရနိုင်တယ်အဲ့တော့အဝယ်အတွက်ဆိုရင်တော့ဒီ zone လေးမှာ slow momentum နဲ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ zone မှာအဝယ်တစ်ခုရနိုင်တယ်ပေါ့နော်အဲ့တော့လက်ရှိကတော့ slow momentum လေးကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်ဒါပေမဲ့ Monday ဖွင့်ခြင်းကတော့နည်းနည်း corrective ဖြစ်နိုင်တဲ့အတွက် Monday ကိုတော့သတိထားပေါ့နော်အဲ့တော့ Tuesday လောက်မှာဒါသူဒီနားမှာဒါမျိုးတွေဖြစ်နေပြီးတော့ slow momentum ဖြစ်မယ်ဆိုရင်တော့ဒီနားမှာအဝယ်ကောင်းပါတယ် Okay နောက်တစ်ခုကတော့ USD JPY ပေါ့နော်ဒေါ်လာယန်ကလောလောဆယ်ဒီရှေ့ကသဘောတရားပြောရမှာဆိုတော့သူကဒီ zone ထဲမှာ corrective ဖြစ်နေတာဒါပေမဲ့တေချာလေးကျွန်တော်တို့ pattern separate လုပ်လိုက်မယ်ဆိုရင်သူကလေဒီမှာကျွန်တော်တို့ကအတက်တစ်ခုရဲ့ corrective continuation တစ်ခုပြီးသွားပြီပေါ့နော်ပြီးပြီးတော့သူကဒီနားမှာနေ structure complete ဖြစ်ပြီးတော့အပေါ်ဆက်တက်နေရလို့ယူဆလို့ရတယ်အဲ့ကနေမှသူက
ဒီအောက်နားလေးကိုတကြောပေါ့နော်ပြန်ဆင်းလာပြီးတော့အပေါ်ကိုဆက်တက်နေတယ်လို့ယူဆလို့ရတာဖြစ်တဲ့အတွက်လောလောဆယ်ဒေါ်လာယန်းကသူ့ရဲ့အခြေအနေကအတက်ဖက်မှာပဲ bias ရှိရပေါ့နော်အဲ့တော့လက်တလောအခြေအနေကတော့သူကဒီနားမှာပဲ continuation ပုံစံတစ်ခုဖြစ်ပြီးတော့အပေါ်ကိုဆက်တက်နိုင်သလိုလက်ရှိအနေထားကနေလည်းအပေါ်ဆက်တက်နိုင်တဲ့အခြေအနေတစ်ခုတွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဝယ်အတွက်ကိုပဲဒေါ်လာယန်းကိုနည်းနည်းလေးအားထားရင်ပိုကောင်းတာပေါ့နော်အဲ့တော့လောလောဆယ်အနေထားကလည်းသူကဒီမှာ bullish force တစ်ခုတွေ့တယ်အဲ့တော့ပြီးတော့သူကဒီ key area ကနေတက်လာတာပေါ့နော်ကျွန်တော်ကတော့ဒီနားလေးတွေကိုအစတော်တော်ကြိုက်တယ်ဒီနားလေးတွေကိုစောင့်တာပေါ့နော်ဒီနားလေးကိုစောင့်တော့သူကဒီနားကနေပဲအပေါ်တက်ထားတစ်ခုတွေ့ရတယ်အဲ့တော့လာမယ့် Monday အတွက်ကတော့ဘယ်နားလေးကိုပြန်ပြီးတော့စောင့်ကြင်လဲဆိုရင်လေအဲ့တော့လာမယ့်အပတ်ကတော့သူကဒီ key area နှစ်ခုကလာပြီးမစားရသေးတော့လေအဲ့တော့ဒေါ်လာယန်းကလည်းနည်းနည်းအတက်ကျrange ကကျေတော့ဒီအောက်နားလေးကိုသာထပ်ပြီးတော့လာစားမယ်ဆိုရင်တော်တော်လေးကို opportunity ခေါင်းတစ်ခုရနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ key area နှစ်ခုကိုစောင့်ကြည့်ခြင်းနဲ့ဒေါ်လာယန်းအတွက်ကအဲ့တော့နောက်ထပ်အတူလေးအနေနဲ့ကတော့သူကလေအဲ့ဒီကိုတော့မလာဘဲနဲ့ဒီနားမှာကလည်းသူပြန်ပြီးတော့တစ်ခေါက်လာတက်လုပ်နိုင်တဲ့အခြေအနေရှိတော့ဒီနားကနေလည်းဒါမျိုးတစ်ခေါက်လာစားနိုင်သေးတယ်ပေါ့နော်အဲ့တော့ဒီနားကတော့ကျွန်တော် Monday market ကဖွင့်ဖွင့်ခြင်းဆိုရင်အရင်choppy corrective ဖြစ်နိုင်တော့ဒီနားတော့ကျွန်တော်ကဖြစ်နိုင်ခြင်းရှိပေမဲ့လည်းကျွန်တော် trade setup တော့မထားတော့ဘူးမထားဘဲနဲ့ကျွန်တော်ဒီအောက်ခြေပေါ့နော်ဒီအောက်ခြေနှစ်ခုပေါ့အဲ့တော့ဒီကောင်လဲ recent low တစ်ခုအနေနဲ့ဒီကောင်လဲ valid ဖြစ်တယ်ဆိုတော့ဒီအောက်ခြေနှစ်ခုပြင်ဒီကောင်ပေါ့အဲ့တော့လက်တလောဒီအောက်နားကိုဒါလာပြီးတော့သူတစ်ခေါက်ထပ်လာ test လုပ်မယ်ဆိုတော့ဒေါ်လာယန်းအတွက်ကဒီ key area လေးတွေကတော်တော်ဝယ်လို့ကောင်းတဲ့ opportunity တစ်ခုရမှာဖြစ်ပါတယ်ဆိုတော့ဒေါ်လာယန်းကတော့ဒါလေးကိုစောင့်ကြည့်ချင်ပါတယ်။ Okay နောက်တစ်ခုကတော့ဒေါ်လာ CAD ပေါ့နော် USD CAD အဲ့တော့ USD CAD ကကျွန်တော်တို့လောလောဆယ်ဒီ USD CAD ကလည်း corrective တအားဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်က USD CAD ကိုအများကြီး trade လေးမရှိဘူးကျွန်တော် USD CAD ကိုဘယ်လိုအခြေအနေမှာပဲ trade လဲဆိုတော့လေ bullish momentum တစ်ခုတွေ့ရပြီဆိုတော့မှကျွန်တော် trade လေးရှိတာပေါ့နော်ဒါပေမဲ့လည်း USD CAD လောလောဆယ်အနေထားကတော့သူကဒီ structure ထဲမှာပဲရှိနေတာပေါ့နော်အဲ့တော့လောလောဆယ်ဒီ structure ထဲမှာရှိနေတာပြီးတော့သူကဒီအနေထားကနေဒီ key area ကနေတစ်ချက်ပြန် bounce ထားပါတော့ bounce ထားပြီးတော့ဒီနားမှာလည်းကျွန်တော်တို့ bullish leg တစ်ခုတွေ့ရတော့အပေါ်ကိုဆက်တက်နိုင်တယ်ဒါပေမဲ့တခါတည်းတန်းတက်မလားသူကအရန်နဲ့ corrective ဖြစ်တော့အောက်ကိုပဲတစ်ခေါက်လာပြီးတော့တက်မလားဆိုတဲ့အခြေအနေကတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒေါ်လာ CAD ကိုsetup ကအရင်မတိဆောက်ဘူးမတိဆောက်ဆိုတာခုနလိုမျိုးပေါ့နော်ဒီအောက်နာကိုလာရင်ဝယ်မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ဒေါ်လာ CAD မှာtrade လေးမရှိပါဘူးဆိုတော့သူကဒီအောက်နာကိုလာပေမဲ့လည်းသူကတိုင်း corrective ဖြစ်တော့လေဟိုအောက်ထိတွေလည်းတခါလဲဆက်ဆင်းသွားတာမျိုးတွေရှိတယ်အဲ့တော့ဒီအခြေအနေကိုတော့ကျွန်တော်ဒေါ်လာ CAD မှာမ trade ဘူးကျွန်တော်ကသူ bullish အားကောင်းကောင်းတစ်ခုတွေ့ပြီဆိုတော့ကျွန်တော် continuation လိုက်လေးရှိတယ်သူက bullish leg တစ်ခုစပြီဆိုရင်ဒီကောင်ကတော်တော်ဒီသွားလေးရှိတယ်ပေါ့နော် bullish အားကောင်းကောင်းနဲ့တော်တော်သွားလေးရှိတယ်အဲ့တော့ဒါမျိုးတွေပေါ့အဲ့တော့ဒါမျိုး bullish momentum တစ်ခုတွေ့ပြီဆိုတော့ကျွန်တော်က continuation flag တစ်ခုကိုစောင့်ပြီးတော့လိုက်လေးရှိတယ်သူကဒါမျိုးသွားရင်တော့တောက်လျှောက်သွားလေးသွားထားရှိတာပေါ့နော်မဟုတ်ဘူးဆိုတော့သူက corrected အားဖြစ်တယ်ဘယ်မှာပြန် bounce ခြင်းလို့ bounce ခြင်းမှမသိဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလဲသူကဒီနေထားမှာစောင့်ကြည့်လို့ရရင်ဒီအောက်နားလောက်ထိကိုလာပြီးတော့ဆွဲသွားတာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေရှိရဲဆိုတော့ဒေါ်လာကတ်ကတော့လောလောဆယ်ဒေါ်လာကတ်လည်းဒီ bias ကတော့ bullish မှာပဲရှိတယ်ဒါပေမဲ့ကျွန်တော် setup တော့မရှိဘူးပေါ့နော် Okay နောက်ဆုံးတစ်ခုကတော့ရွှေပါရွှေရလေကျွန်တော်လောလောဆယ်ဒီတောက်လျှောက်တက်လာပေါ့နော်တောက်လျှောက်တက်လာရာကနေသူကပြန်ပြီးတော့ဒီမှာအစင်းတကြောပြန်တွေ့တယ်ပေါ့နော်အဲ့တော့ရွှေကိုဒီအများကြီးဝယ်ကင်ထားတဲ့လူတွေတော့ရှိမလားမသိဘူးအဲ့လိုဆိုရင်တော့လေအရန်ကြီးလဲစိတ်မပူဖို့တော့ကျွန်တော်ပြောချင်တယ်ဒါကျွန်တော်ရဲ့ဒီ private community မှာလည်းကျွန်တော်အမြဲတမ်းသတိပေးလေးရှိတယ်ဆိုတော့ကျွန်တော်တို့ရွှေကိုလေတေချာလေးပြန်သုံးသပ်မှာဆိုရင်သူကတောက်လျှောက်တက်လာတဲ့အနေအထားအကြီးပြသေးလားအကြီးတက်လာပြီးတော့သူကလောလောဆယ်အကြီးတက်လာလို့ဒါသူ့ရဲ့ဆင်းတဲ့ပုံစံကအကြီးလို့ထင်ရတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီနားမှာတစ်ခါလေးပြန်ဆင်းတော့မလားဆိုပြီးတော့စိတ်ပူနေတာမျိုးလည်းရှိမှထင်တယ်အဲ့တော့ကျွန်တော်ဒီအချိန်တွေအထိကိုလေဒီအချိန်တွေအထိမှာတော့လေကျွန်တော်တခါလေးသူကဆက်ဆင်းနိုင်တဲ့အနေအထားတစ်ခုတွေ့ရတယ်ဘာလို့ဆိုတော့သူကဒီမှာလေဒီအဆင်းလက်တစ်ခုရဲ့ထားပါတော့ဒီမှာဆို corrective continuation ရှိတယ်ပြီးတော့ဒီနားမှာသူကcorrective လေးဖြစ်ပြီးတော့ down shot ဒီမှာဆိုရင် momentum တော်တော်လေးတွေ့ရတာပေါ့နော်အဲ့တော့ဒီအနေထားကသူကဒီအောက်နားလောက်ထိတခါတည်းဆင်းနိုင်တယ်ပေါ့နော်3800လောက်ထိကိုဆင်းနိုင်တယ်ဒါပေမဲ့အဲ့အချိန်တွေတော့ကျွန်တော်ကဒီ key area လေးကိုစောင့်ကြည့်ချင်တာသူကဒီ key area လေးကို
ဒါမျိုးပေါ့အားပြင်းပြင်းနဲ့ဒါ break မယ်ဆိုရင်ခုနအနေထားလောက်ထိသွားနိုင်တယ်ဒါပေမဲ့သူ့ရဲ့အိမ်ထဲကအနေထားကလေကျွန်တော်တို့ share လေးနဲ့ပဲဒီမှာ reject တစ်ခုဖြစ်ပြီးတော့ share နဲ့ပဲ break တဲ့အနေထားတစ်ခုတွေ့ရတာအဲ့တော့ဒါမျိုးတွေ့ထားတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီနားမှာ corrective ပြန်ဖြစ်နိုင်တဲ့သဘောလို့ကျွန်တော်တို့ဒီသုံးသပ်ခဲ့ကြတာပေါ့နော် private community ထဲမှာသုံးသပ်ခဲ့တယ်အဲ့တော့လက်ရှိအနေထားကသူက corrective ဖြစ်နေတယ်ဆိုတဲ့သဘောအဲ့တော့ correct ဖြစ်နေဆိုတဲ့သဘောကအဲ့တော့တခါတည်းဆင်းဖို့ကိုကြောက်စရာရှိလားဆိုတော့တခါတည်းဆင်းဖို့တော့ကြောက်စရာမရှိသေးဘူးဘာလို့လဲဆိုတော့ဒီနားမှာသူက corrective ဖြစ်တဲ့အနေထားတစ်ခုတွေ့ရတယ်အဲ့တော့ဒီ corrective ဖြစ်တဲ့အနေထားကဆိုလို့ရှိရင်တခါတည်းလေးပြန်တက်ဖို့လည်းမရှိသေးဘူးဗျအဲ့တော့ဒီ corrective ဖြစ်တဲ့အနေထားကလေဘယ်လောက်ထိသွားမလဲဆိုတာမသိဘူးဆိုလို့ရှိရင်ဒါမျိုးပေါ့အကြိုင်ဒီကောင်ဆိုတစ်လားလောက် corrective ဖြစ်ပြီးမှဒိန်းဆိုဆင်းလာအဲ့တော့ဒါမျိုးပုံစံပေါ့နော်ဒါမျိုးပုံစံကသူကဒီမှာလဲသွားနိုင်ရရှိတယ်ဒီမှာလည်းဒါမျိုးသွားနိုင်ခြင်းရှိရလို့ယူဆလို့ရတာပေါ့နော်အဲ့တော့ဒါမျိုး corrective ဖြစ်နေမယ်ရက်အတော်ကြာဖြစ်နေမယ်ပြီးတော့မှအောက်ကိုဆက်ဆင်းတာမျိုးဖြစ်နိုင်တယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကဒီ key area လေးတွေကိုကျွန်တော်တို့စောင့်ကြည့်လို့ရတယ်ဒီမှာကျွန်တော်တို့ key area လေးရှိရအဲ့တော့ဒီလို correct ဖြစ်တဲ့အနေထားဒီ key area မှာကျွန်တော်တို့က react တစ်ခေါက်ဖြစ်နိုင်တယ်နောက်တစ်ခုကဒီ key area မှာကျွန်တော်တို့က reaction တစ်ခေါက်ဝင်နိုင်တယ်ဆိုတော့ဒါမျိုးတွေဒါလာမယ်ဆိုတော့အောက်ကိုဆက်ဆင်းမှုအနေထားဖြစ်နိုင်တယ်အဲ့တော့ဒါကတော့ corrective ပေါ့နော် eBay နဲ့ဒါမျိုးဖြစ်နေမယ်ဆိုရင်ပြောတာအဲ့တော့နောက်တစ်ခုကကြတော့ corrective ကကျွန်တော်တို့အဆန်းနှင်းလည်းရှိသလိုသူက range လည်းရှိတယ်ဒီမှာနေမလဲကျွန်တော်တို့အောက်ကိုတကြောပြန်လာနိုင်တယ်ပြီးတော့သူကဒီ key area မှာပေါ့ဒီ zone ထဲမှာပဲဒါမျိုးဖြစ်ပြီးမှဆင်းမှာအဲ့တော့လောလောဆယ်ကချက်ချင်းဆင်းမှုတော့မရှိဘူးဆင်းမယ်ဆိုရင်သူ corrective ဖြစ်တဲ့အနေထားမှာကျွန်တော်တို့ကစောင့်ကြည့်လို့ရတယ်အဲ့တော့လောလောဆယ်ကတော့အရင်ဆင်းမှုအနေထားတော့မတွေ့သေးဘူး corrective ဝင်မဲ့အနေထားတစ်ခုကိုစောင့်ကြည့်လို့ရတယ်အဲ့တော့ပြန်တက်ဖို့ဆိုရင်ရောပြန်တက်ဖို့ဆိုရင်လည်းသူကလေတစ်ခါတည်းမတက်နိုင်ဘူးဒီနားကနေသူဒီနားမှာပဲ eBay ပဲဖြစ်ဦးမှာ eBay ပဲဖြစ်ပြီးတော့သူတက်ဖို့အတွက်လေ structure တစ်ခုပေါ်ပြီးမှသူတက်လို့အဆင်ပြေမှာအဲ့တော့အဲ့ကြရင်လည်းကျွန်တော်တို့ကသူ့ရဲ့ဖြစ်နိုင်ခြင်းအနေထား price action ကိုကြည့်ပြီးတော့ခံမှန်းလို့ရတယ်ပေါ့နော်ဖြစ်နိုင်ခြေပေါ့ဖြစ်နိုင်ခြေကိုခံမှန်းလို့ရတယ်အဲ့တော့လောဆယ်အနေထားကတော့သုံးသပ်မယ်ဆိုရင်ဒီတစ်ပတ်နှစ်ပတ်မှာတော့ရွှေရရင် corrective ဒီ zone ထဲမှာပဲသွားနိုင်မယ်လို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်တို့1 hour လေးကိုတစ်ချက်ကြည့်ကြည့်အောင်အဲ့တော့1 hour မှာကျွန်တော်တို့ key area လေးတတ်မှတ်ပဲပေါ့နော်ဆိုရင်သူကဒီ key area နားမှာကျွန်တော်တစ်ခေါက်ဆင်းလာတာပေါ့နော်အဲ့တော့ဆင်းလာတော့သူကဒီနားမှာ momentum လေးတွေ့ရပါတော့ဒီနားမှာ momentum လေးတွေ့ရတယ်အဲ့တော့တခုပြောစရာရှိတာကခုနကပြောသလိုပေါ့နော်သူအပေါ်သာဆက်တက်မယ်ဆိုရင်ဒီနားတွေအထိသူ eBay နဲ့ပေါ့နော်ဒါမျိုးတွေတက်နိုင်တယ်အဲ့တော့လောလောဆယ်အနေထားကဒီနားမှာ bearish movement နဲ့တခုတွေ့တော့အောက်ကိုလည်းဒါမျိုးဆင်းနိုင်တယ်ဆင်းနိုင်ပြီးတော့ဒီအနေထားကနေခုနပြောသလိုပေါ့နော် ranging corrective ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီအနေထားနှစ်ခုနဲ့စဉ်းစားရမှာဆိုတော့ lateral အနေထားရ setup ရောင်းဝယ်လုပ်ဖို့ setup ဆိုရင်တော့ကျွန်တော်15မိနစ်မှာကျွန်တော်တွက်ကြည့်လေးရှိတယ်အဲ့တော့ရွှေအတွက်ရောင်းဝယ်လုပ်ဖို့ setup ကဒီနားမှာ key area တစ်ခုရှိရတယ်အဲ့တော့ဟိုနေ့ရလည်းဒီနားမှာ key area တစ်ခုရှိပေမဲ့သူကဒီမှာလေ bullish အားတစ်ခုကောင်းတယ်ပေါ့နော် bullish အားတစ်ခုကောင်းတော့ကျွန်တော်တို့ကအရောင်းအတွက် setup တော့မရလိုက်ဘူးအဲ့တော့လာမယ့်ပတ်ဆိုရင်တော့ဒီနားမှာ key area တစ်ခုရှိရယ်ဒီနားမှာ key area တစ်ခုရှိရယ်အဲ့တော့သူသာလက်ရှိအခြေအနေကနေ correctively လေး eBay နဲ့တက်လာမယ်ဒီနားမှာကျွန်တော်တို့ rejection ကန်တယ်တခုတွေ့မှဆိုတော့အရောင်းအတွက်စဉ်းစားလို့ရတာပေါ့နော်ဒါကဖြစ်နိုင်ခြေတခုအဲ့တော့ဒါကကျွန်တော်ရွှေရတော့တရက်စာလောက်ပဲ setup ဆွဲလို့ရမယ်အဲ့တော့ဒီနားမှာ4580မှာကျွန်တော်တို့ key area တခုရှိတယ်အဲ့တော့လောလောဆယ်အနေထားကနေသူကအောက်ကိုပြန်ဆင်းလာမယ်ဆိုတော့ကျွန်တော်4580နဲ့ဒီ4533အဲ့တော့ဒီ key area နှစ်ခုမှာကျွန်တော်တို့ကslow momentum ကိုကြည့်ပြီးတော့အဝယ်လိုက်လို့ရမယ်ပေါ့နော်အဲ့တော့လောလောဆယ်အနေထားကဒီ key area နှစ်ခုစောင့်ကြည့်လို့ရတယ်အဲ့တော့နောက်ထပ်တစ်ခုကဒီ key area အသေးလေးပေါ့နော်ဒီ key area အသေးလေးအဲ့တော့လာမဲ့ Monday မှာဒီနားလောက်ကနေကျွန်တော်တို့က slow momentum လေးနဲ့ဒါမျိုးပေါ့နော်ဒီမှာကျွန်တော်တို့က bullish engulfing တို့ rejection တစ်ခုခုတွေ့တယ်ဆိုရင်တော့ဒီ4640 50လောက်မှာကျွန်တော်တို့အဝယ်အားကောင်းကောင်းတစ်ခုရနိုင်တယ်အဲ့တော့ target ကတော့ဒီထိမှန်းလို့ရတယ်သူသာအားကောင်းတယ်ဆိုတော့ကျွန်တော်တို့ကဒီထိတစ်ခါနဲ့သွားနိုင်တယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့သူကဒီနားမှာပဲဖြည်းဖြည်းချင်းဒီ eBay နဲ့တက်လာမယ်ဆိုတော့ကျွန်တော်တို့ကဒီနားမှာကျွန်တော်တို့က bearish တစ်ခုပေါ့နော်ဒီနားမှာကျွန်တော်တို့ bearish တစ်ခုထပ်ဆောင်ကြည့်လို့ရမှာဖြစ်တယ်ဆိုတော့ရွှေရတော့လောလောဆယ် corrective ဖြစ်မှာဖြစ်တဲ့အတွက်အပေါ်အောက်ကောနှစ်မျိုးလုံးကိုစောင့်ကြည့်တာကောင်းတယ်အဲ့တော့တစ်ခေါက်ပြန်ပြီးတော့ recap ပြန်ပြောရမယ်ဆိုရင် key area လေးတွေက4640နဲ့4580
အပေါ်ဆိုရင်4912 4800အဲ့တော့အဝယ်အတွက်ကဒီနားလောက်ကို eBay ပဲလာမယ်ဆိုရင်ဒီမှာတစ်ချက်ဝယ်လို့ကောင်းတယ်ဒါမှမဟုတ်အောက်ကို eBay ပဲဆင်းမယ်ဆိုရင်ဒီအောက်နားတွေမှာဝယ်လို့ကောင်းတယ်ဘာလို့လဲဆိုတော့သူက corrective ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါမျိုးအချိန်တွေကိုစောင့်ကြည့်လို့ရအဲ့တော့သူကဒီ structure ကိုတစ်ခေါက်ပြန်ပြီး test လုပ်ရမှာဖြစ်တဲ့အတွက်ဒီအောက်နားတွေကိုသာလာမယ်ဆိုရင်ဝယ်လို့ကောင်းတယ်အဲ့တော့အယောင်အတွက်ဆိုရင်တော့သူကလေလက်ရှိအနေထားကနေဒါမျိုးလေးပေါ့ဒါမျိုးလေးတွေ corrective ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကဒါမျိုးအယောင်အတွက်ကိုမျှော်လင့်လို့ရတယ်ဆိုတော့ဒီ4910ဝန်းကျင်အဲ့တော့သူသာအားပြင်းပြင်းနဲ့ဆက်တက်သွားမယ်ဆိုလဲကျွန်တော်တို့ကဒါမျိုးပေါ့4800ဝန်းကျင်မှာကျွန်တော်တို့အယောင်အတွက်စောင့်ကြည့်လို့ကောင်းတဲ့အနေထားလေးရှိပါတယ်ဆိုတော့ဒါ15မိနစ်ချက်မှာဆိုရင်ရွှေဆိုတော့15မိနစ်ချက်မှာကျွန်တော်အယောင်ဝယ်လုပ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ရွှေလေးဖြစ်ပါတယ်ဆိုတော့အားလုံးပဲအများကြီးရကြပါစေလို့မျှော်လင့်ပါတယ်ကျွန်တော်တို့ key area လေးတွေမှာပဲစိတ်ရှည်ရှည်နဲ့ confirmation လေးတွေကိုကြည့်ပြီးတော့အယောင်ဝယ်လုပ်တာအကောင်းဆုံးပါခင်ဗျာ